ဒီနေ့ကတော့မိုးရာသီနဲ့အရန်လိုက်ဖက်တဲ့ Jim Porcaria ရဲ့ Lamelic Parfum အကြောင်းကိုရှင်းပြပေးမယ်မင်္ဂလာပါ Wine Fragrance ကနေကြိုဆိုပါရစေဒီတစ်ခါကိုပြောပြပေးမယ့်ရေမွေးဟာဒါ JPG ရဲ့ Lamelic Parfum ဆိုဒီကောင်က plain ကိုပထမဆုံးမြင်ချင်းတွေ့ရမယ့် color way ဟာ black နဲ့ gold ဖြစ်တာကြောင့်နည်းနည်း luxury vibe မျိုးကိုရတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာဒီ plain မဟုတ်ဒီတည်းကအနက်ဒီကောင်ရဲ့အနက်ကအရန်လောက်ဖြစ်တဲ့sexy vibe မျိုးကိုပေးတာမဟုတ်ဒီကောင်ကကိုယ့်အနားကိုကတ်လာအောင်လုပ်ပေးမဲ့ sexy vibe မျိုးဆိုတော့ဒီကောင်ရဲ့ sense quality ကိုသွားကြမယ်ဒီကောင်ရဲ့ sense quality ကပထမဆုံးဖြန်းချင်းမာတင်ကိုဘာရလဲဆိုတော့ cardamom spicy note လေးအရင်တက်လာတယ်ဒါပေမဲ့ဒီကောင်ကအရန် strong ဖြစ်တဲ့ spicy တော့မဟုတ်ဘူးအရန်ကိုမှ clean ဖြစ်တယ်အရန် expensive vibe ကိုအပြည့်ပေးတယ်ပြီးရင်အရန်လည်း one ဖြစ်တယ်နည်းနည်းလေးကြာတော့lavender နဲ့ iris အနံလေးတဖြည်းဖြည်းဝင်လာတယ်ဆိုတော့ဒီကောင်ကဒီရေမွေးရဲ့ signature လို့ပြောလို့ရတယ်အရင် sweet ဖြစ်နေရလဲမဟုတ်အရင် fresh ဖြစ်လုံးနေရလဲမဟုတ်လုံးဝ classy ဆန်ဆန် creamy smooth feeling လေးကိုလုံးဝပေးတယ်ကွာဒါပေမဲ့ skin ပေါ်မှာ dry down ဖြစ်သွားပြီဆိုရင်တော့ vanilla နဲ့လေးဝင်လာတယ် vanilla ဆိုပေမဲ့ bakery ဆိုင်တွေမှာရနေတဲ့ vanilla အနံ့မျိုးတော့မဟုတ်ဘူးယောက်ျားဆန်ဆန် one vanilla အနံ့မျိုးလေးကိုပေးတယ်ဆိုတော့အဲ့အချိန်ကျရင်လူတွေတော်တော်များများ compliment ပေးတာများတယ်performance မှာပြောရမယ်ဆိုရင်ဒီကောင်ပထမ1နာရီ2နာရီမှာအရန် projection ကောင်းတယ်အရန်အနက်ပြန့်တယ် longevity ကိုပြောရမယ်ဆိုရင်လည်းအသားပေါ်မှာ9နာရီကနေ9နာရီလောက်ထိခံတယ်အင်းကြီးပေါ်မှာဆိုရင်တော့10နာရီအထက်တော့ခံတယ်ဆိုတော့ကျွန်တော် longevity ကို9 out of 10ပေးခြင်းတယ် projection ဘိုင်းကတော့8 out of 10ပေးခြင်းတယ်အဲ့ကောင်အဲ့လောက်ထိတော့ပေးလို့ရတယ်ဆိုတော့နေ့လေပူပူတွေမှာတော့သွားပြီးအများကြီး spray မလုပ်နဲ့တစ်ချက်နှစ်ချက်လောက်ဆိုရင်လုံလောက်တယ်ဒါပေမဲ့အခုလိုမိုးရသည်နေကတော့တအားလိုက်ဖတ်တယ်ဆိုတော့နောက်ဆုံးအနေနဲ့ပြောရရင်ဒီကောင်လေးကကျွန်တော်ရဲ့ personal အရာလုံးဝသဘောအကျဆုံးပဲ JPG ထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီ Lamelic Parfum ပဲဘာလို့လဲဆိုတော့အရန် sweet ဖြစ်တယ် one ဖြစ်တယ် expensive vibe ကိုလည်းပေးတယ်ဆိုတော့ compliment ဘိုင်းရလည်းစိတ်ပူစရာမလိုလူ10ယောက်မှာ10ယောက်လောက်ကသဘောကျမဲ့အနံ့မျိုးနိုးရသည်တော့မပါဘူးပေါ့နော်မိုးရသည်နဲ့ဆောင်းရသည်မှာသဘောကျဆုံးဖြစ်လိမ့်မယ်ဆိုတော့ဒီကောင်လေးကျွန်တော်စီမှာဒီကန်ဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့နောက်ထပ် review video တွေနဲ့ပြန်လာခဲ့ပါဦးမယ် Your sense is your standard